ချမိတ်စစ်တငယ်ချင်းအားလုံးမင်္ဂလာပါခင်ဗျာမန်းကြီးတဲ့မိတ်ဆွေမင်္ဂလာပါလို့နှုတ်ဆက်တယ်နော်မင်္ဂလာပါဆရာ646ရရဲ့လားဒီမှာတော့16ချိန်ကတစ်ခါထိုးပြီးတော့နောက်တော့သူထိုးဖို့ကမထိုးဖြစ်သွားဘူးပေါ့နော်အဲ့ဒီကွင်မျိုးကိုကြိုက်တယ်ပြန်ပြီးတော့စာပေးပါတဲ့ကန်တရားပေါ့နော်646အကူတော့ပေါက်တာပေါ့နော်အကူက4ပါ9ပရိတ်4ပါ6ပရိတ်4ပါ4ပရိတ်ဆိုပြီးတော့အကူကထိုးလာတာနော်အခု646မှာအကူပေါက်ပါတယ်ရပါတယ်နော်အခု4ပါ4ပရိတ်ကိုပရိုဖိုင်ဝိုင်းမှာနော်ပရိုဖိုင်ဝိုင်းမှာအကူတင်ထားပြီးသွားပြီနော်ဝင်ကြည့်လိုက်ပါလို့နော်4ပါ4ပရိတ်ကြံ9ကြိမ်မှာ4ပါ4ပရိတ်ကိုဆက်ကစားမယ်ပြီးသွားတဲ့ခါကျရင်နှစ်3ညခွာတွဲနဲ့အကူတို့ကစားမယ်အားလုံးအဆင်ပြေကံကောင်းပါပါလို့နော်